အားလုံးပဲမင်္ဂလာပါအားလုံးပဲဒီကောင်ကြမှာကြားလိမ့်မယ်လို့ယုံကြည်ပါတယ်โอเคအတီ channel လေးပြင်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့3လပိုင်း18ရက်နေ့ညနေပတ်တဲ့လေးမှကိုကျွန်တော်ပြင်လိုက်ပြီးတော့ဒီဆက်ပြမှမလို့အစနဲ့ဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာထုံးစံတိုင်းပဲကျွန်တော်ပထမဆုံးအနေနဲ့ဒိတ်တို့တင်းကောင်းလေးတွေကိုအရင်ဆုံးဖတ်ပြချင်ပါတယ်ပေါက်တွင်ပြုံတော့ပိကခံရကတီဆုံးပြီးတော့စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မကွေးတဲ့ပေါမြုပ်တွေကင်းပတ်ထွက်လာသည့်ပြူစောတိနိုးပိခတ်ခံရကတေဆုံးပြီးတော့စစ်တပ်ကလေကြောင်းတက်ခဲ့ကြောင်းသိရတာဖြစ်ပါနော်မလ17ရက်နေ့နာနဲ့ပိုင်းပေါမြုပ်နဲ့တောင်ပိုင်းတက်ကုန်းပြူရွာမှာပြူကောင်းဆောင်တာအောင်နဲ့ပြူစောတိအဖွဲ့ဝင်တအူရွာပင်ဘက်ကင်းပတ်ထွက်လာစဉ်ပြည်တော်တပ်ဖွဲ့များကပိခတ်ခဲ့ခြင်းဖြစ်ကြောင်းပေါမြုပ်နဲ့တောင်ပိုင်းရှိဒီလက်ခံတအူထံကနေပြီးတော့မှသိရတာဖြစ်ပါတယ်တက်ကုန်းအနည်းတစ်ဝက်မှာတပ်ပွဲဖြစ်ပြီးပြူကောင်းဆောင်အပါဝင်2ယောက်ကင်းတဘောမျိုးအပြင်ထွက်လာတာကို PDF တွေဘက်ကလမ်းပြည့်ရင်နဲ့အပြန်လမ်းပိခတ်ကြတာဆိုပြီးတော့တော်နေပြီးတော့မှဆက်ပြောတာဖြစ်ပါနော်မနေ့ကထိတွေ့မှုနည်းနည်းဖြစ်တယ်အဲ့ဒါကြောင့်မလာပြတာလို့ယူဆတာပေါ့ဗျာတောင်မတီကြီးကြအစရနာကိုကြားတာပေါ့နော်လုံနေအိမ်တွေနဲ့တော့အတေကမရှိဘူးဆိုပြီးတော့တော်နေပြီးတော့ဆက်ပြောတာဖြစ်ပါတယ်နောက်ထပ်တင်းတို့ဒီဘက်ကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်ဖလားမြင့်နယ်တွေလေကြောင်းပုံကျဲတိုက်ခတ်၍ဖျားကြောင်းအပါဝင်နေအိမ်6လုံးပျက်စီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ချင်းပြည်နယ်ဖလားမြင့်နယ်တလန်ဆန်ကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းပုံကျဲတိုက်ခတ်တဲ့အတွက်ဖျားကြောင်းအပါဝင်လုံနေအိမ်6လုံးထက်မနည်းပျက်စီးသွားကြောင်းဒီတက်ခါမြထံကဒီပြတော့သိရတာဖြစ်ပါတယ်မြေပြင်တွင်တပ်ပွဲဖြစ်ပွားခဲ့ခြင်းမရှိတဲ့အခါဖလန်ကာလန်ပေါ်တွင်တည်ရှိတဲ့တလန်ဆန်ကြီးရွာကိုစစ်တပ်ကယမနစ်မလ16ရက်နေ့နာနဲ့တနအီဝန်းကျင်တွင်လေကြောင်းမှအပုံကျဲတိုက်ခတ်ခြင်းပါတယ်လူကတော့ထိခိုက်မှုမရှိဘူးပေါ့လေဒါပေမဲ့ဖျားချောင်းလုံနေအိမ်တွေကအတော်လေးပျက်စီးသွားပါတယ်ဘုတ်ဘယ်လုံးဆိုတော့မသိရဘူးတပြင်းနဲ့အတန်တွေထွက်လာတရားလုံးမြေကြီးပါတုံလောက်သွားတယ်ရွာမှာကအရက်သားတွေကနေတက်ကြတာပါဘာမှထူးခြားတာမရှိပဲပုံမှန်အခြေအနေမျိုးမှာလေကြောင်းတက်ခတ်သွားတာပါဆိုပြီးတော့ဖလာမြို့နယ်ဒီတက်ခံတဝုကနေပြီးတော့မှပြောတာဖြစ်ပါနော်โอเคပထမဆုံးဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ဒီတင်မွေးတဲ့တရင်အချက်လက်တွေကိုပေါ့နော်တရေထားဖို့လိုပြီးဆိုပြီးတော့ဆွေးနွေးထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်နော်တော်တော်ဆိုးပါတယ်ကျွန်မဟိုးလုံးနဲ့ကပြောဘူးတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံကလို့ intellectually blind ပေါ့နော်အသိဉာဏ်နဲ့ပတ်သက်ရင်မျက်ကန်းလို့ဖြစ်ခဲ့တယ်ပေါ့နော်အကြောင်းရင်း၃ခုရှိတယ်ပေါ့တစ်ခုကတော့sensor ပေါ့နောက်တစ်ခုကတော့ဒီဝါဒဖြန့်ချီရေးပေါ့နော်နောက်တစ်ခုကတော့ဒီပညာရေးမကောင်းတဲ့ဟာပေါ့ဆိုတော့ကျွန်တော်တို့ကဒီကြားထဲမှာစင်ဆာရက်သွားတယ်ပေါ့နော်စင်ဆာကမရက်လို့မရတော့တဲ့အနေအထားမှာရက်သွားတာပေါ့နော်စင်ဆာရက်ချင်လို့ရက်တယ်လို့ကျွန်မမမြင်ဘူးဘာဖြစ်လို့လဲဆိုတော့အချက်လက်ရဖို့လို့အတွက်တခြားသောရင်းမြစ်တွေပေါ်လာတယ်ပေါ့နော် alternative source တွေပေါ်လာတယ်ပေါ့နော်ဒီအစိုးရအထုတ်တဲ့ဟာမှမဟုတ်တော့ဘူးခလား satellite တွေပေါ်လာတယ် internet ရှိလာတယ်ဆိုတဲ့အခါကျတော့ဒါပေမဲ့ကျွန်တော်တို့ဘယ်တော့မှမရက်တာပေါ့နော်ကျွန်တော်တို့နိုင်ငံနဲ့ဆိုရင်ဟိုဘက်250လဲစင်ဆာနဲ့အတူပြင်းပြင်းထန်ထန်ရှိခဲ့တယ်ပေါ့နော်ဒီဘက်ဆက်ပြီးတော့ဘယ်တော့မှမရက်ခဲ့တဲ့အရာတွေဘာသာဖြန့်ချီရေးပဲ propaganda ပဲပေါ့နော်ပညာရေးအပြောင်းလဲရလေခုနလိုပဲဟိုအစိုးရစေတနာကောင်းလို့ပြောင်းပေးနိုင်တယ်ဆိုတာထက်အခင်းချင်းပြောင်းသွားတဲ့ကြောင့်ပညာရေးကလည်းကိုယ့်ဟာကိုယ်လေ့လာလို့ရသွားတယ်သို့တော့ဘလို့ပဲကိုယ့်ဟာကိုယ်လေ့လာတတ်တယ်ဆိုဘလို့ပဲစင်ဆာမရှိတော့ဘူးဆိုပေါ့နော်လူတွေထွက်ပြေးလို့မရတာဝါဒဖြန့်ချီရေးပဲပေါ့နော်ဝါဒဖြန့်ချီရေးကတိတ်တိမ်ငွေတယ်ခုန misinformation disinformation နဲ့တိုက်ရိုက်ဆက်ဆက်နေရပါတော့ဒါဒီနည်းနဲ့ပဲရိုးရိုးတန်းတန်းဝါဒဖြန့်ချီရဲ့တခက်ရည်ရွယ်ချက်အရင်အမြစ်ကတော့လူတွေကိုသူတို့မြင်စေခြင်းတလို့မြင်အောင်လုပ်တာတွေးစေခြင်းတလို့တွေးအောင်လုပ်တာဒီတက်ပို့ပြီးတော့ပေါ့နော်ဘာမှမဖြစ်တာပေါ့နော်ကျွန်မအရင်ကပြောတယ်မြင်းနေမှာဆိုလို့ရှိရင်နေရွက်နှစ်ဖက်မှာကတက်ထားတယ်ပေါ့နော်ဆိုဘေးကိုမမြင်တော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်တယ်အဲ့ဒါကစင်ဆာပေါ့မမြင်ရအောင်လုပ်တယ်ဒါပေမဲ့မျက်မှန်စိမ့်တက်ပေးလိုက်တယ်ဆိုတဲ့ဟာပေါ့နော်မျက်6တီကိုမျက်စိုးတွေထင်ပြီးအားရပါရစအောင်လုပ်တာဒါ propaganda ပဲပေါ့နော်ကျမတို့အရင်တစ်လျှောက်လုံးဝါဒဖြန့်ချီလုပ်ခဲ့တယ်ကျမတို့ကသာလင်ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံဆိုတဲ့ဟာမျိုးကနေစပြီးတော့ပေါ့နော်အဲ့တော့ပြင်းထန်တဲ့ဝါဒဖြန့်ချီမျိုးအခုခေတ်မှာတော့ဘယ်နိုင်ငံမှလုပ်လို့မရဘူးမြန်မာနိုင်ငံကသာအကောင်းဆုံးပေါ့ဟုတ်တယ်ညမြန်မာနိုင်ငံကသာအကောင်းဆုံးမြန်မာတွေကဘာမှမကန်အကောင်းဆုံးဆိုတဲ့ဟာပေါ့နော်အဲ့ဒီဝါဒဖြန့်ချီရေးကကျွန်မထင်တယ်မြောက်ကိုရီးယားမှာတော့ဆက်လုပ်နေသေးတယ်သို့သော်တော်တော်တန်နိုင်ငံတွေမှာအဲ့လောက်ပြင်းထန်တဲ့ဝါဒဖြန့်ချီမျိုးလုပ်လို့မရတော့သို့တော့အင်တာနက်သိမ်းမှုတွေဝါဒဖြန့်ချီရေးတွေရှိတယ်ပေါ့နော်အဲ့ဒါကခုနပြောတဲ့ misinformation disinformation ဒေတာဖို့လို့နော်ပုံဖြတ်ထားတဲ့ဟာပေါ့နော်အမှားလို့ပြောလို့တော့ခက်တယ်တချို့ဟာတွေကအမှားမဟုတ်ဘူးမူလအချက်အလက်တွေကိုပုံဖြတ်လိုက်တယ်ဖြည့်ဆွတ်တယ်ပြုပြင်တယ်ဘာလဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ကသူတို့တွေးစေခြင်းတို့လူကဆက်တွေးသွားအောင်သူတို့မြင်စေခြင်းတို့ဆက်မြင်သွားအောင်ပေါ့နော်နုညံ့တဲ့နည်းနဲ့ဝါဒဖြန့်ချီကိုတော်တော်များများသုံးကြတယ်ပေါ့နော်သူတို့ကတော့အာဏာရှင်နိုင်ငံတွေမှာသုံးတယ်သို့တော့နိုင်ငံရေးအရာသုံးတာတွေမကတော့ပဲနဲ့နောက်ပိုင်းမှာတော့စီးပွားရေးအရာဝါဒဖြန့်ချီကိုမတိမတာနဲ့သုံးတယ်ပေါ့နော်အခုအကြီးဆုံးစိန်ခေါ်မှုတွေမှာဒီ AI ကပါလာပြီပေါ့နော် AI ဒီ
တနည်းအားဖြင့်စီးပွားရေးအရာရည်ရွယ်ပြီးတော့ AI ကိုဖန်တီးလာကြရကနေပြီးတော့မှအဲ့ဒါရဲ့ဘေးထွက်ဆိုးကျိုးမှာခုနပြောတဲ့ဝါဒဖြန့်ချီရေးလိုမျိုးပုံသွင်းခံရတဲ့အတွေးမျိုးတွေပေါ့နော်အဲဆိုတော့လူတွေကကိုယ်တိုင်အားဆိုင်ပြီးမတွေးတော့ဘူးပေါ့နော်search engine တွေ AI တွေကိုသုံးပြီးတော့မှဟလာဖန်တီးမှုတွေလုပ်လာတယ်ဒါတွေအကုန်လုံးကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဒီဝါဒဖြန့်ချီရေးရဲ့နည်းနာတစ်ခုအနေနဲ့ဖြစ်လာတာပေါ့နော်အဲ့တော့နောက်ဆုံးရလက်ကဘာဖြစ်သွားလဲဆိုတော့ကိုယ်တိုင်ရဲ့စိတ်ပန်းဖြတ်မှုဟလာတိမှုကိုအခြေခံတဲ့ရွေးချယ်မှုမလုပ်တော့ကိုမျက်စိရှိရောက်လာတဲ့အရာကိုဒီမြင်စေခြင်းတဲ့ဟာတွေပဲမြင်ခွင့်ရတဲ့အရာတွေပေါ်မှာပဲကိုကတုံ့ပြန်တဲ့အနေနဲ့ရွေးချယ်တာတော့မဟုတ်တော့တုံ့ပြန်တာဖြစ်သွားတယ်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ပေါ့နော်ဟိုတနည်းအားဖြင့်ပြောရင်လူအရာကျလာတယ်ပေါ့နော်ဘာကြီးဟလာဘာမှရှိတဲ့လူတွေကလူအရာကျလာတယ်အရင်ကကိုပါကိုပဲဟလာရှာဖွေတယ်လေ့လာတယ်ပြီးတော့မှကိုယ်တိုင်စိတ်တိုင်းကျရွေးချယ်လိုက်ရှာရတယ်ပေါ့နော်အခုကျအဲ့လိုပုံပဲနဲ့ကိုမျက်စိရှိရောက်လာတယ်ပေါ့နော်ကိုမျက်စိရှိရောက်အောင်လို့ဟလာဝါဒဖြန့်ချီနီးနာပေါင်းများစွာနဲ့ကြိုးပမ်းထားတဲ့အရာတွေကိုကြည့်ပြီးတော့တုံ့ပြန်တဲ့အစစ်ကိုဖြစ်သွားတယ်အဲ့တော့ကြောက်ဖို့ကောင်းလာတဲ့သုံးသက်ချက်လေးဖြစ်ပါတယ်။ Okay နောက်ထပ်ပြီးတော့ဒီပုံနော်ဒီစစ်မြေပြင်ကအခြေအနေတွေကပါနော်တုံသက်တင်ပြထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်။မှတ်6စစ်စင်ကိုကဲမှုဌာနချုပ်ဟာနေပြီးတော့သဲဗျူမှာအခြေစိုက်ပါတယ်။ဘီနန်တက်တွေကတော့ခမာယ413နဲ့ခမာယ414ပဲဖြစ်ပါတယ်။စေယုံချုပ်ကိုအဓိကလုံခြုံရေးတာဝန်ယူထားရတဲ့စကခ6အတွင်းမှာအဝိဇ္ဇာအမြောက်တွေတင်ကားတန်ချက်ကာရှင်တွေနဲ့တက်လက်ပြင်ဆင်နေကြပါတယ်။အမှတ်6စစ်စင်ကိုကဲမှုဌာနချုပ်ရဲ့ပတ်လည်စိုးမိုးကုန်းတွေမှာလည်းတက်တဲ့ပြင်စုဖွဲ့နေကြပါတယ်။တက်ပတ်ချတဲ့ဆက်သွယ်ရေးမြောင်းတွေကိုလည်းမြေတူးဆက်တွေနဲ့တူးဖော်ကအခိုင်အမာခံစစ်ပြင်ဆင်လျက်ရှိပါတယ်။ဘီနန်တက်တွေဖြစ်တဲ့ခမာယ413နဲ့ခမာယ414ကိုဆက်သွယ်ရေးမြောင်းတွေနဲ့ကိုရက်ဖွဲ့ဆက်သွယ်ပြီးတော့တူးဖော်ထားခြင်းဖြစ်ပါတယ်။အရေးအကြောင်းဆိုရင်တက်မမှုယူဝမှုတွေပုံခုဖို့အတွက်ခမာယ413အတွင်းမှာကုကဲမှုဘန်ကာဆိုပြီးတော့ဘန်ကာထဲမှာဂရင်ရိတ်ခါနဲ့ဆက်သွယ်ရေးဇက်တွေပါအရန်နဲ့ပြုလုပ်ထားတာပါစကခ6အတွင်းထဲမှာလည်းအာနာသိန်းဇကလေးကအရေးကြီးနိုင်ငံရေးအကျဉ်းသားတချို့ကိုဖမ်းဆီးထိန်းသိမ်းစစ်ကြောနေတာတွေယနေ့ထိရှိနေပါသေးတယ်တရင်ကတေးကြပါတယ်ဘိုလ်ချုပ်တယောက်ရဲ့ PSO ကိုရေးအရာရှိစီကနေရရှိတဲ့တရင်ဖြစ်ပါတယ်စကခလို့ခေါ်တဲ့တမဌာနချုပ်အတွင်းမှာအသေးစိတ်ကိုတင်ပြထားတာနော်73လုံးတက်ဆင်ထားပြီး7လုံးဖွင့်လိုက်တယ်ဆိုရင်ကိုပဲပတ်ဝန်းကျင်ကရုပ်မြင်သံကြားလိုင်းတွေပါပြတ်တော့ကုန်ပါလေတခါတရံမှာစကားရဲ့နောက်ကျောဘက်တွေကိုလက်နဲ့ကြီးနဲ့2လုံးစ3လုံးစ6လန့်ပြစ်ခတ်နေလိရှိပါတယ်နေပြီးတော့စေယုံကျုံမှာရှိတဲ့မင်းအောင်လှိုင်ရဲ့အိမ်တော်ထဲမှာလည်းဘန်ကာ9လုံးအခိုင်မှာစောက်လို့ပြည်သီးသွားပြီဖြစ်ပါတယ်နေပြီးတော့စစ်တိုင်းရုံးရဲ့ဖုန်းနံပါတ်လေးတွေကျွန်တော်ပေးပါမယ်စစ်တိုင်းရုံးကတော့ကျွန်တော်တို့ဥပ္ပါဒတန်လီစီရီနဲ့မလန်းမကမ်းမှာတည်ရှိပါတယ်စစ်တိုင်းရုံးရဲ့စီရေးဌာနဖုန်းနံပါတ်ကတော့333နှစ်3331နှစ်ဖြစ်ပြီးတော့စခန်းရုံးရဲ့ဖုန်းနံပါတ်ကတော့332နှစ်3345ဖြစ်ပါတယ်တိုင်းစစ်ဦးစီးချုပ်ရဲ့ရုံးဖုန်းနံပါတ်ကတော့332နှစ်3346ပဲဖြစ်ပါတယ်နေပြည်တော်မှာလည်းခန်းစစ်ပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပါအပ်ခြင်းဖြစ်ပါတယ်စခန်း6စစ်စင်ရေးကိုကဲရေးမှုဟာစစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်ကိုပါပူးတွဲထမ်းဆောင်ရတာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့စားခမှုဟာဗိုလ်မှူးချုပ်ဇေယျဝင်းစစ်တပ်ကလို့အပတ်စဉ်43ကတာဝန်ယူထားပါတယ်စားခ6စားခမှုဆိုပေမဲ့တနင်္လာနေ့ကနေတောက်ကြနေ့ထိနေပြည်တော်စရုံးချုပ်မှာရုံးတက်ရပြီးစနေတနင်္ဂနွေမှသာတမဌာနချုပ်ကိုပြန်လာရလိမ့်ရှိပါတယ်ဗျအရှိတောင်တိုင်းစစ်ဌာနချုပ်နေပြီးအနန်းကွင်း viewer ပဲတဲ့အနန်းကွင်း viewer ပဲတကြောမှာငြိမ်သက်နေပါတယ်လက်ကုံလို့ရိတ်ခါပို့တဲ့အချိန်ကြာရင်တော့ပြစ်ဒဏ်ခတ်တယ်ကြားလာရအောင်မယ်လို့ထင်ပါတယ်အနန်းကွင်းဟာနောက်ဆုံးရောက်လာတဲ့အင်အားတွေနဲ့ဆိုရင်အင်အား230ဝန်းကျင်မှာရှိနေနိုင်ပါတယ်ခံစစ်အသေးပြင်ဆင်ထားပြီးတော့ပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ထားရတဲ့ကာလကြာရင်ဆိုင်ထားရတဲ့စခန်းကုန်းတွေကတစ်ခုဖြစ်ပါတယ်မကွေးတိုင်းဂံကောမြို့နယ်တွေကစစ်ဆောင်စခန်းတစ်ခုကိုလေကြောင်းကနေတိုက်ခိုက်ခံထားရပါတယ်ယခုလမတ်လ10ရက်နေ့က10ရက်နေ့မှာဖြစ်စဉ်ဖြစ်ပွားခဲ့တာပါဆက်သွယ်မှုပြတ်တောက်နေတာမို့မနေ့ကမှသိရပါတယ် CDM စစ်တီ2ဦးသေဆုံးပြီး CDM 10ဦးဒဏ်ရာရတာမိသားစုဝင်2ဦးလည်းထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဗရန်တက်နေမှာတော့အရင်ရက်ကပြောခဲ့တဲ့ WY နေတင်ဆောင်လာတဲ့အုပ်ကြီးရဲ့ကားကတော့ရိုးရမပြတ်ပိုင်ရှင်မဲ့ဖြစ်သွားရပြန်ပါတယ်ကယ်ရီရိုက်တင်ဆောင်လာတဲ့ကောက်ဆာ14ကစစ်သားတွေကတော့ပိုင်ရှင်မဲ့ဖြစ်လိမ့်မလားအပြစ်ပေးဖို့အတွက်နိုင်ရီကံကိုပို့လိမ့်မလားစဉ်းစားနေသေးတာရှိပါသေးတယ်အမှတ်905အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်ကထုံနှုတ်အင်အားတွေဇင်ပြိုးဘက်ကို
တက်ဖြတ်နေတာလည်းရှိနေပါသေးတယ် โอเคဒါကတော့ဒီ PDF ရပ်ဘော်တအိုးကနေပြီးတော့ပါလို့เนาะဒီပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်တကယ်အတွင်းသတင်းတွေကိုပေါ့နော်သူပြပြတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုဆက်ပြီးတော့ကြည့်လိုက်အောင်ပေါပန်လေးဆက်များပြောတတ်တဲ့ပောက်ကလုံးငယ်ဗီဒီယိုကိုကျွန်တော်တို့ကကြည့်လိုက်အောင် ဟိုကသိစေချင်တာပေါ့နော်သိစေချင်တဲ့ကြောင့်မင်းကွန်းဆိုတာကတော့ဒါသာရဏနဲ့နေပဲဗျာနော်အခုလိုဦးဇင်းတို့ PDF တွေဆိုမှုတယ် PDF တွေကြီးဆိုတာတော့ခဲကိုစိတ်မကောင်းဘူးဒီကြမတော်နဲ့ပတ္တသရဲဆိုကြီးဆိုတာကလည်းရဲရလည်းရဲစခန်းလောက်ပဲအပြတ်မထွက်ရဲဘူးဟိုကလည်းမြတ်ဒိန်းနံလောက်ပဲနော်ဒါမနေ့ကတော့စစ်ကြောင်းအင်အားထိုးတာ2ရက်ရှိလက်ပါလောက်မှာပဲရှိသေးအောင်ကြာနော်ဒါလည်းသူတို့ဒီကြီးမှတိတ်ပြီးမထိုးဖောက်နိုင်နေလို့မကြောက်ဘူးဘက်ကအင်အား200 300ရှိလို့ကြာတယ်အင်အား200 300ရှိလို့ကြာတယ်ဒါဟိုဘက်ကဒါအဲ့တော့ PDF တွေရောဗဒတ်တွေပြောချင်တာကဒီတာရဏအနေမီတာရဏိကအဆောက်အဦနေရာတွေကနေမင်းကွန်းဆိုတာဘာတန်သာတာမှလည်းထွက်ထားမဟုတ်ဘာပစ္စည်းမှလည်းထွက်ထားမဟုတ်ပေါ့နော်အော်တန်သာတာထွက်တဲ့ပစ္စည်းတွေထွက်တဲ့နေရာလောက်ပဲမင်းတို့သွားလို့ပဲဦးစင်းကတော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းကွန်းမှာဆက်နေမယ်ဆိုရင်မင်းတို့ရဲ့ဟောပေါ့နော်တက်လန်းကမရှိဘူးတက်တန်းတုံမှာပဲရှိတာတက်တန်းတုံမှာပဲရှိတာမင်းတို့တော့ကအများမရှိဘူးအရှုံးပဲရှိမှာပထမဆုံးပြည်သူနစ်နာမယ်ပြည်သူနစ်နာပြီးတာရဏိကအဆောက်အဦတွေမလို့ထားနေပစ္စည်းမယ်ဆရာတော်ကြီးတွေစိတ်ကတိကောက်ဖြစ်မယ်စိတ်မချမ်းသာဘူးဖြစ်မယ်အဲ့တော့ဆရာတော်ကြီးတွေစိတ်မချမ်းသာဘူးဖြစ်တယ်ဆရာတော်ကြီးတွေစိတ်ကတိကောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့တောင်းဘယ်သူမှမင်းတို့မှအပြစ်ပဲမင်းတို့မှအပြစ်ပဲအေးဆေးဖြစ်နေမင်းကွန်းကမင်းတို့ကသူကူးပြီးတော့လုပ်တယ်အကြမ်းဖက်ရွာသားတွေအကုန်လုံးနိုင်ငံကြီးပြည်လွှတ်နေအောင်လုပ်တယ်ဖြစ်လာတဲ့ပြဿနာမင်းတို့အကြမ်းဖက် PDF တွေပဲဒါနော်ဟုတ်ပြီဒုတိယအချက်ကသင်္ကူလက်ပံဘုံကျဲတယ်ဘုံကျဲတော့ဒါတော့ထုံးစံအတိုင်းပါပဲပြည်သူတွေကိုမလားဘုံကျဲတယ်ပြည်သူတွေကိုလှုပ်တယ်ပြည်သူကလေးပဲလျောက်ထိတယ်ထိလဲ PDF ကလေးပဲထိမှာပေါ့ PDF ကမွေးဖက်သင်္ကူမှာတကယ်ရှိတဲ့တချို့လုပ်ငန်းတွေရွှေလုပ်ငန်းပိုင်ရှင်တွေတကယ်တချို့လူတွေဒီတစ်ချိန်ကတက်မတော်နဲ့ပူပေါင်းတာတော့မဟုတ်တက်မတော်ခွင့်ပေးကြရတယ်ရှိမယ်ဟိုဆိုတော့အကုန်လုံးပေါ့ဗျာနော်အဲ့လိုအများစုကတော့အကုန်လုံးအိုးအကုန်လုံးပေါ့ဗျာအကုန်လုံးပြစ်ပြီးမှအကုန်လုံးနော်ပြေးလွားတာချို့စင်ကူမှာရှိတဲ့လူတွေရောလက်ပတ်မှာရှိတဲ့လူတွေရောအကုန်လုံးဒီချားနေဝါဒပြည်သူတွေကတော့စင်ကူမှာတယောက်မှမရှိဘူးပြည်စည်းနေရဒီအကြမ်းဖက်ကိုထောက်ပံ့တဲ့အကြမ်းဖက်ကိုဝိုင်းရကိုစကားပြောတာမစမ်းပါဘူးနော်အကြမ်းဖက်အားပေးတွေပဲဒါကတော့လက်ပတ်မှာရှိမှာပဲလက်ပတ်မှာရှိမှာပဲအဲ့တော့အဲ့ဒီအကြမ်းဖက်ကိုအားပေးနေတဲ့လူတွေကိုပြောချင်တယ်နော်ခင်ဗျားတို့ရွှေတွေရတယ်ခင်ဗျားတို့ရွှေတွေလုတ်တယ်ခင်ဗျားတို့ကတယောက်တစ်ဝက်လုံနေရဆိုပါဦးသိန်းတို့တည်တယ် PDF ကိုလည်းခင်ဗျားတို့ကဆက်ကြီးပေးရတယ် DNA ကိုလည်းဆက်ကြီးပေးရတယ် KIA ကိုလည်းဆက်ကြီးပေးရတယ်ခင်ဗျားတို့အကုန်လုံးပေးနေရတာနော်ခင်ဗျားတို့ရတာနွားပါဆက်နော်ပေးရတယ်တော့မကဘူးညီညွတ်တယ်ကြားနေရတာနော်အဲ့တော့ဘုံကျဲပြီဆိုမှကျမတို့ထိပါတယ်ကျွန်တော်တို့ပြည်သူတွေကိုထိပါတယ်ဆိုရင်ဖေးလေကောင်းထွက်အောင်ဟောလဲအပူပဲနော်အဲ့တော့ပြည်သူများကိုပြောချင်တာကလက်ပံမှာကပြည်သူထိတာထက်ပြည်သူတို့ဦးစင်းတို့ကတတ်မှတ်လို့မရပါဘူးဗျာနော်ပြည်သူတို့တကယ်စစ်မှန်တဲ့ပြည်သူတွေငြိမ်းချမ်းမှုကိုလိုလားတဲ့ပြည်သူတွေမြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလားတဲ့ပြည်သူတွေအေးစစ်စစ်နေခြင်းတဲ့ပြည်သူတွေကလက်ပံမှာလည်းမရှိဘူးစင်ကူးမှာလည်းမရှိပါဘူးဗျာနော်မရှိပါဘူးဒါမန္တလေးလိုနေရာတွေမှာအကုန်လုံးစစ်ရှောင်နေရတာအခုလိုတက်မတော်ဒီအကြမ်းဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်အကြမ်းဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းတယ်ဆိုတာကလည်းပြည်သူတွေရဲ့လိုအပ်ချက်ပြည်သူတွေရဲ့တောင်းတမှုကြောင့်လုပ်ရတာပါရှစ်လျှောက်ဒီချက်ဆိုးမယ်လို့ဦးစင်းကတော့ပြောချင်တယ်။ဘာကြောင့်ဒီချက်ဆိုးမယ်လဲဆိုရင်ရှင်းလင်းစရာရှိဒီဦးစင်းတို့ရုရှားနီးပညာတွေကနီးပညာတွေနဲ့ဘယ်နေရာမှာရှိတယ်။အခုကပြည်သူကပေးတဲ့တည်င်းကိုတက်မတော်ကလုပ်နေရတာနော်ပြည်သူကပေးတဲ့တည်င်းဒီအဲ့ထက်ပြည်သူကဒီနေရာအတိအကျဒီနေရာမှာအကြမ်းဖက်တွေရှိတယ်ဒီနေရာမှာရှိတယ်ဆိုတာကိုလုပ်နေရတာ။မနေ့ကဦးစင်းတို့ပေါက်တောင်ပိုင်းမှာဆိုလို့ရှိရင်ထိုနည်းတူသွားပဲ။မောင်ရတိုင်းမူကြီးနားမှာကနော်တိုင်းမူကြီးကတည်င်းချက်ချင်းရတာနဲ့ဦးစင်းတို့တက်ကုန်းရခုပဲတောင်ပဲမှာပေါ့နော်PDF တွေစူးစီးနေတယ် PDF တွေစူဝေးနေတဲ့နေရာကိုတိတိကျကျချပါတယ်တိတ်ဆုံးမှုကတော့ဘယ်လောက်ရှိတယ်ဆိုတော့ဦးဇင်းတို့မသိရတယ်သူတို့တော့မသိဘူးပြောမှာနော်ခုတစ်စဲမှာလဲသူတို့ဒီဦးဇင်းတို့တက်မတော်ဘက်ကကြားတာပဲတက်မတော်ဘက်ကပြည်သူစစ်တွေထိကြိုက်တာနေတာတချို့တရားလောက်ပဲသူကချပြတာဟုတ်တစ်စဲတို့ဘယ်တို့မှဒီ PDF တွေ40ကဲနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင် PDF ပုံမှန်ခဲနဲ့ဆွေးနွေးထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ရှိကြပေါ့ဆိုတာကညီတို့လူငယ်တွေမှာဘောနော်မတထောင်သားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဇယိုက်စုံမျိုးစုံကနေလာကြတာအဓိကတော့ညီတို့ကစစ်သားတွေဖြစ်တယ်ပေါ့ဒါပေမဲ့အရာတိုင်းကိုစစ်မိတ်နဲ့သွားလို့မရဘူးတချို့ຢာတွေမှာမေတ္တာတရားနဲ့သွားရတာရှိတယ်မေတ္တာနဲ့အုပ်ချုပ်ရတဲ့မိုင်းနော်ဘာလို့လဲဆိုတော့တေချာတဲ့တစ်ခုကတော့ဘောနော်ဓာတ်ကင်လာတဲ့လူကိုတော့မေတ္တာသုံးရွတ်ပြလို့မရဘူးအဲ့ဒီမျိုးတွေပေါ့နော်အခိုက်တဲ့မှာအုပ်ချုပ်ပုံတွေကတော့နော်မတူကြဘူးပေါ့နော်အုပ်ချုပ်ပုံတွေကမတူကြဘူးဒါပေမဲ့ညီတို့ပေါ့နော်
နုနယ်လေးရဲ့အရွယ်ပေါ့ဒီရွယ်လူငယ်တွေဆိုတာဘောနော်သူတို့ခံစားချက်နဲ့ပဲလာခံယူချက်နဲ့ပဲလာတေချာတာတခုကတော့သူတို့အကောင်းနဲ့ဆိုဘောနော်ခွဲခြားသိမြင်လို့လာတာဖြစ်တယ်ဒီချိန်မှာသူတို့ဘောနော်လုံးဝစစ်စိတ်ကြီးလဲဝင်အောင်လုပ်ပြီးလို့မရအောင်နော်တိုက်ခိုက်ရေးကိုပြေးဝအောင်လုပ်မယ်ပြီးရင်တနက်ကင်တာကင်လို့တနက်ကင်ရတာလွယ်တယ်ပေါ့နော်အဲ့တနက်ကိုစောင့်ထင်းရမယ့်ကျင့်ဝတ်တွေရယ်ပြီးရင်ဒီတနက်ပေါ်မှာတာရမသွားဘူးပြီးရင်ဘောနော်တာဝန်နဲ့အာဏာနဲ့ကိုဘောနော်အဲ့ကြားလေးတွေကတော်တော်လေးပေါ့နော်လွဲမားသွားတဲ့လူတွေများတယ်ပေါ့နော်အဲ့ဒါမျိုးမဖြစ်ရအောင်လို့ညီတို့ထိန်းရတယ်ပေါ့တချို့ရမေတ္တာလေးနဲ့ထိန်းရတယ်သွားရတယ်ပြီးရင်ကျွန်တော်တို့ဒီစစ်တင်တန်းမှာဆိုလို့ရှိရင်ဒီစစ်တင်တန်းကြီးတီးတတ်မဟုတ်ဘူးပေါ့နော်စစ်တိုက်တက်အောင်လောက်ရင်မဟုတ်ဒီအဓိကအဖြစ်ဒီညီတို့ရဲ့ပေါ့နော်ဘောနော်မျှော်မှန်းချက်ဆိုတာရှိတယ်ညီတို့မှာပန်းနိုင်ရှိတယ်ညီတို့ရဲ့ရည်မှန်းချက်ရှိတယ်ညီတို့ဒီစစ်ကြီးတီးတက်တိုက်နေရမဟုတ်ညီတို့ရဲ့ရည်မှန်းချက်ရှိအဲ့ဒီရည်မှန်းချက်ကိုဘာလို့ဒီရည်မှန်းချက်သွားနေရတာလဲဆိုတဲ့ရည်ရွယ်ချက်ပေါ့ငါတို့ပြည်သူဘယ်လိုကာကွယ်ရမလဲပြည်သူကအမိပြည်သူကအဖဆိုတဲ့စောင့်မုတ်တွေပေါ့နော်ကျွန်တော်တို့ရဲဘော်တွေကောင်းကောင်းရိုက်သွင်းထားတာရှိနော်ပြီးရင်ဒီပေါ်မှာပေါ့နော်ကျွန်တော်တို့ကလူငယ်တွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူငယ်တွေပေါ့နော်ကျွန်တော်တို့ရဲဘော်တွေကပေါ့နော်အနည်းငယ်ခံကြရတယ်ပိဆက်ရဲတယ်နော်အများစုပေါ့နော်ပေါ့နော်ဘယ်လိုပြောရမလဲအနည်းနာခံပြီးတော့ပေါ့နော်ပိဆက်သွားကြတဲ့လူငယ်တွေကျွန်တော်တို့ဖရဲမှာတော်တော်များတယ်ပိဆက်တဲ့လူများစုတွေကျွန်တော်တို့ခေါင်းဆောင်ပိုင်းတွေဖြစ်ကြတယ်အကြီးစိတ်တွေပေါ့နော်လူကြီးစိတ်လို့ကျွန်တော်မပြောဘူးနော်လူကြီးတိုင်းကိုကျွန်တော်တို့ကောင်းတယ်လို့ဆိုလို့မရဘူးလူကြီးတွေရုပ်ဝင်ပို့ဆိုးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လူငယ်တွေအကြီးစိတ်တွေဝင်သွားကြတယ်နော်ငါညီငါရဲဘော်ပေါ့နော်ငါရဲဘက်ပေါ့ကျွန်တော်တို့ကတင်တန်းချောင်းတစ်ခုကဘောနော်မွေးထုတ်ပေးတာဖြစ်တယ်ဘောနော်ပဲစစ်သားပဲမဆိုအဲ့တော့ကျတော့ဒီတင်တန်းဆရာတွေပေါ်မှာမူတည်ပြီးတော့အကျဉ်းစာရိတ်တာနေစစ်ရီစစ်သွေးတွေဆိုတာကွာခြားသွားတာပါပင်ကိုဘောနော်ဗီဇာပဲပြောဘာပဲပြောခံယူချက်တွေချီလို့ရှိရင်ပြန်ပြင်လို့ရပါတယ်ညီတို့မှလည်းဗီဇာရှိကြပဲလေနော်ညီတို့လွတ်လပ်နေကြတယ်ပရိုက်တာလို့ရှိရင်ဒါပေမဲ့ဒီချိန်မှာညီလို့မရဘူးလေနော်ဗီဇာဆိုတဲ့အတိုင်းတာတစ်ခုကရီမန်းချက်တွေဆွမ်းတော့လေပြင်လို့ရပါတယ်အဲ့လိုပဲပေါ့ညီတို့အရင်တော့ကိုကြီးတို့ပြောတယ်ပေါ့နော်ဆွမ်းတော့ပြောတယ်အင်တာဗျူးနေတွေပေါ့နော်ညီတို့ဒီလုပ်တဲ့ကိစ္စတွေရဲဘော်တွေဆိုရင်လည်းအခုဘာပဲဖြစ်ဖြစ်ကြီးပိုင်းနေရောက်သွားပြီတချို့ကြားတဲ့ရဲဘော်တွေလည်းရှိသလိုဒဏ်ရာရတဲ့ရဲဘော်တွေလည်းများစွာရှိတယ်အခုဘောနော်ညီတို့ရဲဘော်တွေကိုလက်နက်ကင်နိုင်အောင်ကြိုးသားမယ်ဆိုတဲ့ရဲဘော်တွေအားလုံးကအခုပေးဆက်ပြီးတော့စစ်တွေးကြုံတွေယူနေတယ်တချို့ဆိုရင်ပေးဆက်သွားရတာလည်းရှိသလိုတချို့ဆိုရင်လည်းဘောနော်များစွာဘောနော်ထိခိုက်နေရတယ်အများကြီးရှိတယ်ဒါတွေအားလုံးကဘာလဲဆိုတော့ညီတို့ MPT တက်ဖွဲ့ကနောက်လာမယ့်ရဲဘော်တွေဘောနော်စစ်ကိုကောင်းကောင်းတိုက်နိုင်အောင်မျက်နှာမငယ်ရအောင်အောင်ပြနေရဖို့သူတို့ကြိုးစားနေရဖြစ်တယ်ကောင်းတဲ့ဆွေးနွေးချက်လေးဖြစ်ပါနော်နောက်ဆုံးဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဒီစစ်ခွေးတွေရဲ့ရက်ဆက်မှုကပေါ့နော်ဒီဘာတာရဲ့အထွတ်အမြတ်ထားရနေရာထိတွေပါသူတို့လိုက်ပြီးတော့မင်းရှုဖြစ်စီတာတွေလုပ်နေတဲ့ဗီဒီယိုကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အချိန်ဂျပန်စစ်ကောင်စီတပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့ခရီးယန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရစိန့်ပထရစ်ဖျားရှိခိုးကျောင်းတင်အုပ်ဆရာကြီးနေအိမ်ရုံးကန်းနဲ့စာတင်ကျောင်းကိုရည်ရွယ်ချက်ရှိမိရှုဖျက်ဆီးလိုက်တယ်လို့ဗမော်မြို့ကန်ပြည်သူတွေနဲ့ KIA သတင်းရင်းမြစ်ကပြောပါတယ်ဖြစ်စဉ်ကတော့လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ဗမော်မြို့မှာမတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအကြံဖက်စစ်ကောင်စီတပ်ကခရီးယန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရဗမော်မြို့စိန့်ပထရစ်ဖျားရှိခိုးကျောင်းကိုရည်ရွယ်ချက်ရှိမိရှုဖျက်ဆီးသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကြံဖက်စစ်ကောင်စီတပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်စိန့်ပထရစ်ကက်သလစ်ဖျားရှိခိုးကျောင်းဟာမိလောင်ပြတ်ကျသွားတဲ့အပြင်တင်းအုပ်ဆရာကြီးရဲ့နေအိမ်ရုံးခန်းနဲ့စာတင်ကျောင်းမှာမိလောင်သွားတယ်လို့ဗမော်ဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိဗမော်မြို့သိမ်းတိုက်ပွဲကို KIA PDF ပူးပေါင်းတပ်တွေကအကြီးအကျယ်ဆင်နွှဲနေတဲ့အချိန်စစ်ကောင်စီရဲ့တပ်စခန်းတော်တော်များများကိုလည်းတော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားတဲ့အတွက်အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာဗမော်မြို့မကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေရတဲ့အချိန်မှာပဲအခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ဘာသာရေးအဆောက်အုံတွေကိုပါမိရှုဖျက်ဆီးတာတွေလှုပ်လာနေတာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ Okay ဒီညနေဗီဒီယိုလေးကတော့ဒီတော့ပဲပြောရတယ်ကျေးဇူးပေးကြတယ်မိမပေးတော့ရောက်ချင်းစေတယ်ကျေးဇူးတင်ပါတယ်စေချမ်းသာချင်းကိုယ်ချမ်းသာချင်းနဲ့ပြည့်စုံကြပါလို့ဆုမကောင်းတောင်းပြီးရင်ဒီဗီဒီယိုကိုဆုံးတက်လိုက်မှာခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံကြမယ်